တချို့လိန်ညာမိုးတွေကအရန်ကိုရှိုမင်လုံးပါတယ်တကယ်တော့ဆွေလန်းခြင်းဆိုတာထွဲပေါက်မရှိတဲ့တကားတစ်ခုလိုပါပဲသူရဲ့ဟန်ဆောင်ရှင်စကားတွေအောက်မှာရေးမှုစွာကြားရှုံခဲ့ပူပါတယ်အသေးစိတ်ကတတိမယအောင်စ조사နေပေမယ့်မသိစင်းမှာတော့သူပြန်လာမလားဆိုတဲ့မျိုးလင့်ရှက်လေးနဲ့မျောနေမိစေပါပဲတွေ့တာချင်းဆိုတဲ့စကားလုံးရဲ့နောက်ွယ်မှာနာကျင်မှုပူလောင်မှုတွေငိုကြွေးရှင်းတွေရှိနေပြီးသားဆိုတာကိုလည်းနားလေပါတယ်ဒါပေမဲ့အလွန်အကျွံတွေ့တာတဲ့သူမှာတော့အယူမင်းဝိုင်းဆိုတယ်လို့ပါပဲတကယ်တော့ကဘာပြက်တယ်ဆိုတာကဘာကြီးတစ်ခုလုံးပြတ်သုံးပြောက်ွယ်သွားတာမဟုတ်ပါဘူးကိုမျိုးလေးထားတဲ့အရာလေးတွေပြက်စီးသွားရင်လေကဘာပြတ်သွားခြင်းပါပဲခံစားချက်တွေကမျိုးသေးရတာများလာတဲ့အခါဒဏ်ရာတွေဖြစ်ပြောင်းလဲသွားတယ်လို့ခံနိုင်ရထက်ကြိုလွန်လာတဲ့အခါမှာလေစိတ်ကုံသွားပြီးဥပိ္ပခာဆိုတဲ့အရာနဲ့နှုတ်ဆက်လမ်းခွေကြတာပါပဲလေချစ်ချင်းများကိုသိမ့်ပိုက်သွားဝေလွင်ပြည့်ရဲ့အဆုံးမဲ့မျောလင်းချက်တန်ရာပြိုလဲအိမ်မဲ့သစ်တွေနေဖြတ်ရက်သူလောကရန်တရားရဲ့လုံးရက်တဲ့ခါတီချေတွေ